こんにちは。ဒီနေ့မှာကတော့ grammar ပေါ့နော် mono မွန်းသားခါရဆိုတဲ့ grammar လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီ mono မွန်းသားခါရရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်သူကအကြောင်းပြချက်ကိုပေးတာပေါ့နော်ပြောမယ်ဆို reason ပေးတယ်ပေါ့အဲ့လိုခါမျိုးမှာဒီ mono မွန်းသားခါရကိုသုံးလို့ရပါတယ်အထူးသဖြင့်တော့ main ကလေးတွေနောက်တစ်ခုကကလေးတွေပေါ့နော်ကအသုံးများတဲ့ grammar မျိုးပေါ့နော်ကလေးတွေသုံးတဲ့အတန်တုံးတွေအနေချာနဲ့သုံးတဲ့ grammar ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကမိုးနိုနဲ့မွန်းသားခါရသည်ပို့ပြီးတော့မှမိုးနိုထက်မွန်းသားခါရပို့ပြီးတော့မှ strong ဖြစ်တဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ပေါ့နော်ဒါပေမဲ့သုံးတာကတော့မိုးနိုပဲဖြစ်မွန်းသားခါရပဲဖြစ်ဖြစ်သုံးလို့ရပါတယ်မွန်းသားခါရကမိုးနို das ခါရနဲ့တူတူပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် rate မှာအရင်ဆုံးကြည့်ကြည့်မယ်ဆိုရင်နေမှုီမိုနိုမိုးနေတူနေမှုီမိုနိုမိုးနေတူအဲ့ချင်နေလို့ထပ်အိတ်လိုက်အောင်မယ်နေမှုီမွန်တာခါရယေနီအီတာအဲ့ချင်နေလို့အိမ်မှာပဲနေခဲ့တယ်နော်အဲ့လိုမျိုးပြောတာပါအဲ့တော့ဒီနေရာမှာမိုးနိုမွန်တာခါရကသုံးတာကသူကစကားပြောတွေမှာအသုံးများပါတယ်စာရေးတဲ့နေရာမှာမဟုတ်ဘဲနဲ့စကားပြောသုံးတဲ့နေရာမှာအသုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ဘတ်တန်လေးကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်သူ့ရဲ့ font လေးက buff font buff တွေဆိုရင် plain နေဆိုလို့ရှိရင် buff ကို plain plus monda khara အဲ့တော့ရှေ့က mono ထည့်လိုက်ရတယ်ပေါ့နော်mono ထည့်လိုက်ရတယ် na adjective တွေဆိုလို့ရှိရင်လည်း na plus monda khara e adjective ဆိုလို့ရှိရင်လည်း e adjective plus monda khara noun ဆိုလို့ရှိရင်တော့ noun plus na plus monda khara အဲ့တော့အနောက်မှာတော့ mono လို့ရေးကြည့်လဲ mono ကလည်းဒီလိုတူတူပဲပေါ့နော် monda khara နေရာမှာ mono လေးအစားထိုးလိုက်ရင်ရပါပြီနော်အဲ့ဆိုရင်ဒါသူ့ရဲ့ဒီ font လေးပေါ့နော်ဒါဆိုလို့ရှိရင်နမူနာစာကြောင်းလေးတွေကိုကြည့်ကြည့်မယ်နမူနာစာကြောင်းလေးတွေမှာကပထမဦးဆုံးမိုနိုနဲ့9ကြောင်းမွန်သားခါရနဲ့အောက်က9ကြောင်းရေးပြထားရပေါ့နော်နေမှုမိုနိုမိုနေမတ်အဲ့ချင်နေလို့ထပ်ပြီးအိတ်လိုက်အောင်မယ်အဲ့တော့နေမှု e ဆိုတာ e adjective ပေါ့ e adjective ဆိုတော့အနောက်က e adjective ကိုမှမိုနိုပေါင်းလိုက်တော့နေမှုမိုနိုမိုနေမတ်ခိုဒိုမိုနာမိုနိုမာဒယခုဝါကာရီမဆန်ခိုဒိုမိုနာမိုနိုကလေးဖြစ်နေတော့ကလေးဆိုတော့ noun ပေါ့နော် noun ဆိုတော့ na plus mono သုံးတော့ခိုဒိုမိုနာမိုနိုမာဒယခုဝါကာရီမဆန်ကလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့တတိချက်ချာနားမလဲပါဘူးခုထိကောင်းကောင်းမသိသေးပါဘူးပေါ့နော်အမေကဟူတေးရမိုနိုရေခခဲမဆန်မိုးရွာနေတဲ့အတွက်ကြောင့်မလို့အပြင်မထွက်ဘူးအမေကဟူရီမတ်ကမိုးရွာအဲ့တော့ဟူတေးရဆိုbuff က plain form နဲ့သူကဒီမှာသုံးပြထားတယ်ဟူတေအီရမိုနိုမိုးရနေတဲ့အတွက်ကြောင့်မလို့ဒေခါခေမဆန်အပြင်မထွက်ပါဘူးကျော်ဝဆာမူမိုနိုခိုဒိုအိုခိမတ်တာဒီနေ့ကအေးရအတွက်ကြောင့်မလို့ကုတ်ဝစ်ခဲ့တယ်ကျော်ဝဆာမူဆို e adjective ဆို e adjective plus mono ဆိုဆာမူမိုနိုခိုဒိုခိမတ်တာဟာဂျီမဲတဲနာမိုနိုချတ်တိုခင်ချော့ရှ်မတ်ပထမဦးဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းစိတ်လှုပ်ရှားနေနော်ဟာဂျမဲတဲနာမိုနိုချတ်တိုခင်ချော့ရှ်မတ်အဲ့တော့ငါရဲ့ပထမဦးဆုံးအချိန်ဟာဂျမဲတဲနာပထမဦးဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းစိတ်လှုပ်ရှားနေပါတယ်ဒါကမိုနိုနဲ့သုံးတဲ့စာကြောင်းလေးပေါ့နော်ဒါဆိုလို့ရှိရင်မွန်သားခါရာနဲ့သုံးတဲ့စာကြောင်းလေး၅ကြောင်းတစ်ချက်ကြည့်ကြည့်မယ်昨日寝るのが遅かったもんだから今日は眠いですမနေ့တုန်းကအဲ့ဒါနောက်ကျသွားရခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ကဘာလဲဆိုလို့ရှင်အိတ်ချင်တယ်အဲ့တော့အိုဆိုကြီးဆိုတာနောက်ကျတယ်အဲ့တော့နောက်ကျသွားခဲ့တယ်ဆိုတော့အိုဆိုခတ်တာအဲ့တော့ခတ်တာဆိုအတိတ်ကာလ form ကိုမှသူကဘာလဲဆို plain form ပြောင်းလိုက်တာပေါ့နော်အဲ့တော့အိုဆိုခတ်တာမွန်တာခါရာ今日は眠いです仕事が忙しかったもんだからအလုပ်ကရှုပ်နေခဲ့တဲ့အတွက်ကြောင့်မလို့ခိုးအန်းခိုင်နီဤခဲမှာစန်တက်စတာခိုးအန်းခိုင်ဆိုတာပြောမစင်ဆက်မီနာသဘောမျိုးပေါ့နော်အဲ့ဒီမျိုးဘယ်လိုပြောမလဲတခြားအသေးစားပေးတဲ့ပုံစံမျိုးပေါ့နော်ဆက်မီနာပေါ့အဲ့လိုအသေးစားလိုဟာမျိုးကိုခေါ်တာခိုးအန်းခိုင်လို့ခေါ်တာခိုးအန်းခိုင်ကိုမသွားနိုင်ခဲ့ပါဘူးအဲ့မှာဆိုလို့ရှင်ဤဇိုကရှိဆိုအလုပ်ရှုပ်တယ်အဲ့တော့အလုပ်ရှုပ်ခဲ့တော့ဤဇိုကရှိခတ်တာ
忙しかったဆို plain form ဆို忙しかったもんだから講演会に行けませんでした雨が強かったもんだから電車が遅れましたယထာကဘာလဲဆိုလို့ရှင်အရန်ကို sorry မိုးကအရန်ကိုရွာနေတဲ့အတွက်ကြောင့်မို့လို့ယထာကနောက်ကျသွားတယ်ယထာနှောင့်နှေးသွားတယ်ပေါ့နော်အဲ့တော့ဆိုရောခတ်တာဆိုတာကအရန်ကိုပြင်းပြင်းထန်ထန်ကြတာကိုခေါ်တာပေါ့နော်ဆိုရောခတ်တာမွန်တာခါရအမေကဆိုရောဤဆိုရောခတ်တာမွန်တာခါရ plain form နဲ့သုံးတယ် dancer က okramashta ယထာနောက်ကျသွားတယ်โอกาเนကနိုင်မွန်တာခါရပတ်စံမရှိလို့လျောကိုအိုရမယ်မက်တာခရီးစဉ်ကိုကန်ဆယ်လိုက်တယ်အဲ့တော့နိုင်မွန်တာခါရโอกาเนကနိုင်ဆိုပတ်စံမရှိတဲ့အတွက်ကြောင့်မလို့အဲ့တော့နိုင်မွန်တာခါရ plain form ဆိုမွန်တာခါရလျောကိုရမယ်မက်တာ体の調子が悪いもんだから今日はお酒を飲みません。ဒီနေ့တော့နေလို့တိတ်မကောင်းလို့အရက်ကိုမတောက်調子が悪いဆို e adjective plus もんだから悪いもんだから今日はお酒を飲みません。ဒါဆိုလို့ရှိရင်ဒီမိုနိုမွန်ဒါခါရာဆို grammar လေးကအရန်ကိုအသုံးများတဲ့ grammar လေးပေါ့နော်နေ့စဉ်သုံးမှသုံးလို့ရတယ်အဲ့တော့မိုနိုမွန်ဒါခါရာဘယ်လိုခါမျိုးမှာသုံးလဲဆိုလို့ရှိရင်ကိုရှင်းပြခြင်းတဲ့ခါမျိုးတွေနောက်တစ်ခုကပြောမယ်ဆိုရင်စင်စေပေးခြင်းတဲ့ခါမျိုးတွေပေါ့နော်အဲ့လိုခါမျိုးတွေမှာသုံးပါတယ်အထူးသဖြင့်တော့ main ကလေးအနေနဲ့ကလေးတွေအသုံးများတဲ့အတန်တုံးနေတာမျိုးနဲ့သုံးတာများတယ်ပေါ့နော်ဒါလေးကိုတော့ဒီနေ့မှာဒီလောက်ပါပဲ bye bye